ပေါ်မှာသွားလေ့ကျင်စရာကောင်းတဲ့အလှတရားတွေအများကြီးရှိပါတယ်။ဒါပေမဲ့တချို့နေရာတွေကတော့မိတ်ဆွေကိုလှလိုက်လဲကြိုးစုံနေမှာမဟုတ်ပါဘူး။ခြေသလန်းချလိုက်တာနဲ့ကြောချမ်းသွားစေမဲ့တခါတလေမှာပြန်လန်းမရှိတော့တဲ့အထိအန်တရာယ်များလွန်းတဲ့နေရာတွေလည်းရှိနေပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဘလို့အကြောင်းပြချက်နဲ့မှသွားရောက်ဖို့မစင်စားသင့်တဲ့ကမ္ဘာပေါ်ကအန်တရာယ်အများဆုံးနဲ့ထိတ်လန့်စရာအကောင်းဆုံးနေရာ၅ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။နံပါတ်1ဘိုဘယ်လီယာကျွန်းအစ္စရေးနိုင်ငံကလှပတဲ့ဗင်းနစ်မြို့နာကအရန်ကိုကြောက်စရာကောင်းတဲ့ကျွန်းလေးတစ်ကျွန်းရှိပါတယ်။အဲ့ဒါကတော့ဘိုဘယ်လီယာကျွန်းပါ။ဒီကျွန်းလေးဟာအပြင်ပန်းကြည့်ရင်သာမန်ပါပဲ။လွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းကကူးစက်ရောဂါဆိုးကြီးတွေဖြစ်ပွားချိန်မှာဒီကျွန်းကိုလူနာတွေသီးသန့်ထားရနေရာအဖြစ်အသုံးပြုခဲ့ကြတယ်။နောက်ပိုင်းမှာလှုပ်ဝက်ဆန်းကျဲတဲ့စမ်းသပ်မှုတွေလုပ်ခဲ့တဲ့ဆေးရုံတစ်ခုလည်းရှိခဲ့ဘူးတယ်လို့ဆိုကြတယ်။အခုချိန်မှာတော့ဒီကျွန်းပေါ်ကိုဘယ်သူမှမသွားရဲကြတော့ပါဘူး။ညဘက်တွေဆိုရင်ကျွန်းပေါ်ကနေထူးဆန်းတဲ့အသံတွေကြားရတတ်တယ်လို့ဒေသခံတွေကပြောကြတယ်။လက်ရှိအချိန်ဒီအစ္စရေးအစိုးရကဒီကျွန်းကိုသွားရောက်ခွင့်ပိတ်ပင်ထားဆဲပါ။နံပါတ်2ဘရာဇီးနိုင်ငံကမွေကျွန်းကမ္ဘာပေါ်မှာအစိတ်အပြင်းဆုံးမွေတွေကြီးပဲစုဝေးနေတဲ့ကျွန်းတစ်ကျွန်းရှိတယ်ဆိုရင်မိတ်ဆွေယုံနိုင်မလား။ဘရာဇီးနိုင်ငံကမ်းလွန်မှာရှိတဲ့ဒီကျွန်းကိုတော့မွေကျွန်းလို့လူသိများပါတယ်။ဒီကျွန်းပေါ်မှာခြေတလန်းလန်းတိုင်းမွေတစ်ကောင်နဲ့ဆုံနိုင်ခြေရှိတယ်လို့တော့တင်စားကြတယ်။အထူးသဖြင့်ကမ္ဘာအစိတ်အပြင်းဆုံးစီးရင်ဝင်မွေတွေထောင်နဲ့ချီပြီးကျက်စားနေတာပါ။သူတို့ရဲ့အစိတ်ကလူခန္ဓာကိုယ်ကအသားစားတွေကိုအရေးပြောသွားစေနိုင်လောက်အောင်အထိပြင်းထန်ပါတယ်။ဒီလိုကြောက်မဲ့ဖွယ်ကောင်းလွန်းတဲ့အန်ဒီရယ်တွေကြောင့်ဘရာဇီးရေတပ်ကလွဲပြီးဘယ်သူမှသွားရောက်ခွင့်မရှိပါဘူး။နံပါတ်3ဒါဘာဇာဓာတ်ငွေတွင်တက်မင်နစ္စတန်နိုင်ငံကန္နာရသဲကန်နေရအလေကောင်မှာနေ့ရောညပါမီးတွေတဟောဟောတောက်လောင်နေတဲ့အေယာမတွင်းကြီးတစ်ခုရှိပါတယ်။သူ့ကိုငရဲတကားဝါလို့လည်းခေါ်ကြပါတယ်။1981ခုနှစ်တော့ကတိတ်ပြမရစင်တွေမြေကြီးကိုတူးဖော်ရင်းနဲ့မတော်တဆမြေပြိုကျသွားခဲ့ပါတယ်။အဲ့ဒီကနေအန်ရယ်ရှိတဲ့ဓာတ်ငွေတွေထွက်မလာအောင်ဆိုပြီးမီးရှို့ပစ်ခဲ့ရကနေအခုဆိုရင်10စုနဲ့5ခုကျော်တဲ့အထိအဲ့ဒီမီးတောက်ကြီးကငြိမ်းမသွားခဲ့ပါဘူး။ညဘက်မဲမောင်နေတဲ့ကန္နာရထဲမှာအနီရောင်မီးတောက်တွေထွက်ပေါ်နေတဲ့မြင်ကွင်းဟာတကယ်ကိုငရဲပြည့်အပေါက်ဝကြီးတစ်ခုကိုရောက်နေသလိုခံစားရစေမှာအမှန်ပါပဲ။နံပါတ်4အိုဂီဂါရာတောအုပ်ဂျပန်နိုင်ငံဖူဂျီတောင်ခြေမှာရှိတဲ့ဒီတောအုပ်ကြီးဟာကမ္ဘာလက်ခရီးသည်တွေကြားမှာထူးဆန်းတဲ့ကနဝင်ပုံပြင်တွေနဲ့နာမည်ကြီးပါတယ်။သစ်ပင်တွေအရန်ကိုထူထပ်လွန်တဲ့အတွက်တောအုပ်ထဲကိုရောက်သွားတာနဲ့အပြင်ကအသံတွေအလုံးတိတ်ဆိတ်သွားပါတယ်။အထူးဆန်းဆုံးကတော့ဒီတောအုပ်ထဲမှာတန်လိုက်ဓာတ်တွေကမောက်ကမဖြစ်နေတာကြောင့်အိမ်မြောင်တွေဖုံးတွေအလုံးမလုံးတော့ပါဘူး။ဂျပန်ဒဏ္ဍာရီတွေအရဒီတောအုပ်ထဲမှာလမ်းပြောက်သွားတဲ့ဝိညာဉ်တွေလွင့်မျောနေတယ်လို့ယုံကြည်ကြပါတယ်။လမ်းနဲ့လေးမှားသွားတာနဲ့ပြန်ထွက်လာဖို့အခက်အခဲရှိတဲ့နေရာဖြစ်လို့ဝင်ပေါက်မှတင်သတိထားဖို့ဆိုင်းဘုတ်တွေအများကြီးချိတ်ဆွဲထားရတဲ့နေရာတစ်ခုပါ။နံပါတ်5ပရိပလမြို့ပြက်ကြီးယူကရိန်းနိုင်ငံတစ်ချိန်တော့ကလူနေထူထပ်ပြီးစီကားခဲ့တဲ့မြို့လေတစ်မြို့ဟာနေ့ချင်းညချင်းတဆေမြို့ပြက်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒါကတော့1986ခုနှစ်ကချာနိုဘိုင်းနျူကလ িয়ার စက်ရုံပောက်ကွယ်မှုကြီးကြောင့်ဆွန့်ခွာသွားခဲ့ရတဲ့ယူကရိန်းနိုင်ငံကပရိပလမြို့ကြီးပါပဲ။ဒီမြို့ကိုရောက်သွားရင်အခြေတွေရပ်တန့်သွားသလိုခံစားရပါလိမ့်မယ်။စာသင်ကျောင်းတွေထဲမှာစာအုပ်တွေပြန့်ကျဲနေစေကစားကွင်းတွေမှာတန်ကြီးတက်နေတဲ့ခြားရဟတ်ကြီးတွေကအထီးကျန်ဆန်းစွာရပ်တည်နေစေပါမြို့လေးဟာတိတ်ဆိတ်6ကတ်လွန်းနေပြီးမမြင်ရတဲ့အန်ရယ်ဖြစ်တဲ့ရေဒီယိုတတူကြွမှုတွေကအခုအချိန်ထိရှိနေစေဖြစ်လို့လူတွေပြန်လဲနေထိုင်ဖို့မဖြစ်နိုင်တော့တဲ့ကမ္ဘာအကြီးဆုံးစွန့်ပစ်မြို့ပြက်ကြီးအဖြစ်ကြံရစ်နေခဲ့တာပါမိတ်ဆွေတို့အနေနဲ့ဒီနေရာ9ခုတည်းကတနေရာကိုများမတော်တဆရောက်သွားခဲ့မယ်ဆိုရင်ဘာအရင်ဆုံးလုပ်မလဲဒီလိုစိတ်ဝင်စားစရာကောင်းပြီးတဲထဲရင်ဖို့စရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးနောက်ထပ်ကြောချမ်းစရာဗီဒီယိုတစ်တွေနဲ့အတူပြန်လာခဲ့ပါမယ်